ဘဝမှာဘာလို့အစမပြေချွတ်နေပြီလားကိုကစူးစမ်းနေရက်နဲ့ရိုးသားနေရက်နဲ့အခက်အခဲနဲ့တစ်ခုပြီးတစ်ခုဆက်တိုက်ကြုံတွေ့နေရပြီလားငွေကြေးရေးလူမှုရေးကျန်းမာရေးဘယ်ဘက်လက်ထွက်ပေါက်ပိတ်နေတယ်လို့ခံစားနေရတဲ့အချိန်တွေတင်မှရှိကောင်းရှိပါလိမ့်မယ်လူဆိုတာလောကဓာတ်ရဲ့ရိုက်ခတ်မှုတွေကိုအနည်းနဲ့အများတော့ခံကြရစမြဲပါဒါပေမဲ့ဒီအခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားဖို့ကျွန်တော်တို့ဘိုးဘွားဘီပင်တွေလက်ထက်ကလေးကသုံးဆွဲလာခဲ့ကြတဲ့လျှို့ဝှက်စမ်းကြတဲ့အတတ်ပညာတွေယုံကြည်မှုတွေရှိတယ်ဆိုတာသင်သိပါလားရရိယာကောင်းရင်မင်းလောင်းတောင်ပြောင်းနိုင်တယ်ဆိုတဲ့စကားလိုပဲမှန်ကန်တဲ့ရရိယာချီနီးတွေနဲ့စွမ်းအင်ပြေဝတဲ့အဆောင်ရောင်မြဲကသင်ဘဝရဲ့အဆိုးလောကဓာတ်တွေကိုအကောင်းဘက်ကိုပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်ဒီကနေ့ဗီဒီယိုမှာတော့လက်တလောသင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုထိထိရောက်ရောက်ကျော်လွှားနိုင်မယ်ရရိယာတွေအကြောင်းပြီးတော့သင်ကိုကန်ကောင်းခြင်းတွေယူဆောင်လာပေးမယ်အဆောင်အယောင်တွေအကြောင်းကိုအသေးစိတ်အတိအကျဆုံးနဲ့လက်တွေ့အသုံးချနိုင်မယ့်နည်းလမ်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကနည်းနည်းရှည်ပေမဲ့သင်ဘဝအတွက်အလှည့်အပြောင်းတစ်ခုဖြစ်စေနိုင်တဲ့အချက်လက်တွေပါဝင်တာမို့အဆုံးထိကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ်မင်္ဂလာပါမှန်ကန်တိကျတဲ့ဘ ഹു တုတတွေဘဝအတွက်အသုံးဝင်မဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်နေတဲ့ Knowledge Hub Channel ကနေနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ရတရာဆိုတာဘာလဲဘလို့အလုပ်လုပ်တယ်လဲပထမဦးဆုံးအနေနဲ့ရတရာဆိုတာဘာလဲဆိုတာကိုသိချနားလည်ဖို့လိုပါတယ်တချို့ကရတရာဆိုတာကိုအယူသင်းမှုတက်တက်လို့ထင်တတ်ကြပါတယ်တကယ်တော့မြန်မာရိုးရာရတရာပညာဆိုတာနက္ခတ်ပေတဲ့ဓာတ်ပညာနဲ့စိတ်ပညာတို့ကိုပေါင်းစပ်ထားတဲ့နက်နဲတဲ့ပညာရပ်တစ်ခုပါရတရာဆိုတဲ့စကားလုံးကကာကွယ်ခြင်းရှောင်လွှဲခြင်းလို့အဓိပ္ပာယ်ရပါတယ်ကျွန်တော်တို့ရဲ့ကံကြမ္မာမှာဂရုစီးဂရုနှင်းတွေရအစိုးကြုံရမယ့်အချိန်ကာလတွေရှိပါတယ်အဲ့ဒီအစိုးတွေကိုဓာတ်တဘာဝချင်းတူညီတဲ့အရာတွေနဲ့အစားထိုးပြီးပယ်ဖြတ်တာကိုရတရာခြေတယ်လို့ခေါ်တာပါဥပမာတွေ့တဲ့တန်ရိုးဖြစ်မဲ့ကန်ပါလာရင်ကျူတင်ပြီးတွေးထူလိုက်တာမျိုးအစိုက်ကုသလိုက်တာမျိုးဟာအကောင်းဆုံးရတရာပါပဲရတရာလုပ်တဲ့အခါအရေးကြီးဆုံးကစေတနာနဲ့ယုံကြည်မှုပါစိတ်ကမပါပဲပြီးစလွယ်လုပ်ရင်ရတရာကအထမမြောက်ပါဘူးဒါအပြင်ရတရာဆိုတာကိုလုပ်ရမယ့်အလုပ်လုံလဝိရိယကိုမလုပ်ဘဲထိုင်ဆူတောင်းနေုံနဲ့တော့အောင်မြင်မှာမဟုတ်ပါဘူးရတရာကလမ်းဖွင့်ပေးမယ်ကိုယ်တိုင်ကရှောင်လန်းရမှာဖြစ်ပါတယ်လက်ရှိအခက်အခဲများကိုကျော်လွှားရန်နေနံအလိုက်အခြေခံရတရာများအခုဆက်ပြီးနေသားသမီးအလိုက်မိမိရဲ့မွေးနံကိုအခြေခံပြီးနေစီကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပြေလျော်စေမဲ့အလွယ်ကူဆုံးနဲ့အထီရောက်ဆုံးရတရာတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့ကိုဒေသသမီးများအတွက်ဒီနေ့ကိုဒေသသမီးတွေဟာဥဆောင်ခြင်းစိတ်ရှိပြီးမာနကြီးတတ်ကြပါတယ်လောလောဆယ်ငွေရေးကြီးဒါမှမဟုတ်လုပ်ငန်းခွင်မှာအစမပြေဖြစ်နေရင်အုံတီးနဲ့ရတရာချေရပါမယ်မိမိမွေးနေ့ဒီနေ့ကိုနေ့မနက်ပိုင်းမှာဖျောက်စင်မှာအုံတီးတစ်လုံးသို့မဟုတ်အုံရည်ကိုကတ်လူပါဖျားပန်းအဖြစ်အုံပန်းဒါမှမဟုတ်အနီရောင်ပန်း6ပွင့်ကတ်လူပေးပါစိတ်ညစ်စရာတွေများနေရင်ဒီနေ့ကိုတောင်မှာသွားပြီးဓမျက်စီးလဲတာတန်ရှင်းရေးလောက်တာတွေပြုလုပ်ပြီးရင်အပူတော့ကတွေချက်ချင်းငိမ့်အေးသွားပါလိမ့်မယ်တနင်္လာသားသမီးများအတွက်တန်ရောစင်ကြည့်ပြီးစိတ်ကူးရင်ဆန်တက်တဲ့တနင်္လာသားသမီးတွေဟာလူမှုရေးအချစ်ရေးအခက်အခဲတွေပိုကြုံရတတ်ပါတယ်အခက်အခဲတွေဝင်လာပြီးဆိုရင်ကန်ကောပန်းဒါမှမဟုတ်အဖြူရောင်ပန်း15ပွင့်ကိုဘုရားမှာကတ်လှူပါတနင်္လာနေ့မနက်ပိုင်းမှာကိုယ့်ထက်အသက်ကြီးတဲ့အမျိုးသမီးအမီဒေါ်အဖွားတွေကိုအဖြူရောင်မနုတ်ဥပမာကောက်ညင်းပေါင်းပေါင်မုံကျွေးမွေးလူတန်းပါဒါဟာကိုယ့်ရဲ့မေတ္တာဓာတ်ကိုပြန်လဲနိုးချစေပြီးအခက်အခဲတွေကိုပျောက်ပြောင်းစွာကျော်လွှားနိုင်စေပါတယ်အင်္ဂါသားသမီးများအတွက်ဒေါသထွက်လွယ်ပြီးရဲရဲနဲ့အင်္ဂါသားသမီးတွေကတော့ပြဿနာကိုထိတ်တက်ရင်ဆိုင်ရတာများပါတယ်လုပ်ငန်းမှာပြိုင်ဘက်တွေများနေရင်ရန်ပေါက်ရှက်ရှိအင်္ဂါနေ့မှာဖျားကိုဇီးသည်သို့မဟုတ်ဇီးယိုကတ်လူပါပန်းဆိုရင်တော့ဇော်မွားပန်းအပွင့်ကတ်လူနေပါတယ်အင်္ဂါတော့မှာရေချမ်းသက်စိတ်ကတ်လူပြီးမေတ္တာတုတ်ရွက်ဖက်ပေးခြင်းအဖြစ်မိမိအပေါ်မကောင်းကြံသူတွေရဲ့အန်ဒီရကနေကင်းဝေးစေမှာပါဘုံတဘူးသားသမီးများတို့စကားပြောကောင်းပြီးအလိုက်တတိနေတတ်တဲ့ဘုဒ္ဓဘုသားသမီးတွေအကြိုက်တဲကြုံလာရင်ရွက်လာပန်းဒါမှမဟုတ်စပယ်ပန်း38ပွင့်ကိုဖျားကတ်လူပါစီဝါရေးပူအစဉ်တည်ခြင်းရင်ဘုဒ္ဓဘုနေ့မှာတန်ဃာတော်တွေကိုဖြော့ရည်ဥပမာလီမော်ရည်တန်ပရာရည်စကတ်လူတန်းပါစကားအမားအရင်ကကြောင့်ဖြစ်လာမဲ့ပြဿနာတွေကိုရှောင်ရှားဖို့အဲ့ဒီနေ့မှာတတ်နိုင်သမျှနှုတ်ကိုစောင့်သိမ်းပြီးတစ္ဆာဆိုဆူတောင်းပါဂျာတာပရိသသမီးများကပညာဉာဏ်ကြီးပြီးခေါင်မတတ်တဲ့ဂျာတာပရိသသမီးတွေကတော့စိတ်ဖြီးစည်းမှုတန်ကိုအများဆုံးခံရတတ်ပါတယ်အခက်အခဲတွေဖြီးရှင်းဖို့ဂျာတာပရိနေ့မှာမေမြုပ်ပန်းဒါမှမဟုတ်အဝါရောင်ပန်း15ပွင့်ကိုဖျားကတ်လူပါဘာသာရေးပညာရေးကပတ်သက်တဲ့စာအုပ်စာပေတွေကိုလူတန်းတာဒါမှမဟုတ်
တီလာရှင်တွေကိုစွန့်ဆန်စည်းလူဒန်းတာမျိုးလုပ်ရင်မိမိရဲ့ကံကြရာချက်ချင်းပြန်လဲပွင့်လန်းတော့ပါလိမ့်မယ်တောက်ကြသားသမီးများတဲ့အမှုပညာဝါသနာပါပြီးတက်တက်ရရဲ့အနီတက်တဲ့တောက်ကြသားသမီးတွေဟာငွေချင်းတွေပတ်သက်ရင်ဝင်ချမ်းစလို့အထွတ်လဲကျမ်းပါလေငွေဝင်ကြက်နေရင်တောက်ကြနေမနဲ့မှာတပြေပန်းနှုတ်ဆက်ခက်ကိုဖျားကတ်လို့ပါမိမိအိမ်ရဲ့ဖျားစင်းကိုတန်ရှင်ရလွတ်ပြီးတတိ3မျိုးဥပမာငွေပြောပန်းဒီလိမ့်မော့ကဆူဆူတော့ပါအမွေးအနံသားလေးကိုထွန်းညီချင်းအပြင်တောက်ကြသားသမီးလေးရဲ့လာဘတွေပွင့်သွားမှကြည့်ပါလေစနေသားသမီးများအတွက်ဇွဲလုံလောက်အများပြီးအေးအေးဆေးဆေးနေတတ်တဲ့စနေသားသမီးတွေအခက်ခဲကြုံလာရင်ဒန်ပန်နင်းစီပန်သစပွင့်ကိုဖျားကတ်လို့ပါစနေနေ့မှာအမဲရောင်အပြားရင်ရောင်အဝိအစားတွေကိုရှောင်ပါလမ်းဘေးခွေးလေးတွေဒရင်းဆန်လေးတွေကိုအစာကျွေးတာအမိုက်ကောက်တာရီမြောင်းရှင်းတာစတဲ့ဝေယဝိဆအောက်ချီသိန်းအလူညာပြုတ်လို့ပေးခြင်းအထင်မိမိအပေါ်ချရောက်မဲ့ဘေးအန္တရာယ်နဲ့အခက်ခဲတွေကိုအကောင်းဆုံးရတရချီပြီးသားဖြစ်သွားပါလိမ့်မယ်ပြဿနာအလိုက်တိကျသောရရနဲ့အစီအရင်များအခုပြောပြခဲ့တာကနေ့နယ်အလိုက်အခြေခံရရတွေပါဒါပေမဲ့လူတယောက်မှဖြစ်လာတဲ့ပြဿနာတွေကအမျိုးမျိုးရှိနိုင်ပါတယ်ငွေကြီးရေးလားကျန်းမာရေးလားအလို့အကင်လားပြဿနာတစ်ခုချင်းစီအတွက်ထိရောက်တဲ့အထူးရရတွေကိုစတင်လေ့လာကြည့်ရအောင်၁လက်ပိတ်နေခြင်းငွေကြီးရေးအလွန်အမင်းကြက်တန်းနေခြင်းအတွက်ငွေဝင်ပေါက်တွေပိတ်နေတယ်လို့ခံစားရရင်ရေနဲ့ပတ်သက်တဲ့ရရကအကောင်းဆုံးပါနီလမ်မနက်စောစောအိမ်လာထားတာနဲ့မျက်နာတက်တဲ့ရေခွက်ထဲမှာတပြေးကလေးစိမ့်ပြီးအဲ့ဒီရေနဲ့မျက်နာတက်ပါဒီရေလိုပဲငါဘဝဟာအေးချမ်းပါစေဝင်လာသမျှအညီအကျေးတွေစင်ကြယ်ပါစေလက်ပလာပါလို့ရေလိုလှင့်ဝင်ပါစေလို့စိတ်ထဲကဆူတောင်းပါနောက်တနည်းကလို့အိမ်ကဖျော်မှာရေချမ်းခွန်းခွက်ကိုနေ့စဉ်မပြတ်ကတ်လူပါကတ်လူတဲ့အခါမှာတီဝလိကာထားတော့ဘဟုတ်လက်ပွင့်ကာထားတစ်ခုခုကိုကိုခောက်တီတီရွတ်ဖတ်ပါလူဒန်းထားတဲ့ရေချမ်းကိုညညီပိုင်းမှာစွန့်တဲ့အခါအဲ့ဒီရေကိုတစ်ပင်အမြင့်တွေကိုလောင်းချပေးပါဒါဟာတဘာဝတရားကိုကျေးဇူးဆက်ခြင်းနဲ့မိမိရဲ့လက်လန်းချောင်းကိုရှင်းလင်းခြင်းဖြစ်ပါတယ်။နှစ်လုပ်ငန်းခွင်အဆင့်မပြေခြင်းအထက်လူကြီးငိုငင်ခြင်းအတွက်အlớမှာလူရမသွင်းခံရဘူးလို့ဖော်ကင်ဘက်တွေနဲ့အဆင့်မပြေဘူးဆိုရင်မေတ္တာအသက်ကိုအခြေခံတဲ့ရရလိုပါတယ်။နီလန်ကိုအဆင်မပြေတဲ့သူကိုဒုက္ခပေးနေတဲ့သူရဲ့နာမည်ကိုစိတ်ထဲကမှန်းပြီးသူတို့အတွက်ရည်စူးကဖះမှာပန်းစီမီကတ်လူပေးပါသူတို့လည်းကျမ်းမာချမ်းသာပါစေလို့မေတ္တာပို့ပေးပါမြမယူရမှာတော့ဒါကိုရန်ကိုမေတ္တာဖြင့်အနံ့ယူသောရရလို့ခေါ်ပါတယ်အလုတ်သွားကနေ့တိုင်းမှန်ရှိမှာကိုပြုံးပြပြီးငါဒီနေ့အကောင်းဆုံးလုပ်နိုင်ရမယ်လူတိုင်းကငါကိုချစ်ခင်ကြပါစေလို့သုံးခေါက်ပြောပါနှောက်ခမ်းမှာတနခါသို့မဟုတ်မွေးပြန်တဲ့နှုတ်ခမ်းဆိုးစေးလေးအနှဲငယ်တို့ပြီးပြရစေးဖြစ်အာယုံပြုသွားပါဒါဟာယုံကြည်ချက်စွမ်းအား power of auto suggestion ကိုအသုံးပြုတဲ့စိတ်ဖိုက်ဆိုင်ရာရရတစ်မျိုးဖြစ်ပါတယ်ကျမ်းမာရေးဉာဏ်ဖြင့်နေစီရက်ဆေးတောက်နေပေမဲ့ယောဂမပြောက်ဘူးခဏခဏနေမကောင်းဖြစ်နေတယ်ဆိုရင်အသက်ကဲရရတွေပြုလုပ်ဖို့လိုပါတယ်နီလန်ဈေးကနေအသက်သက်ခိုင်အားတော့မဲ့ငါငှက်ဆိုင်တရိတ်ဆန်လေးတွေကိုဝယ်ပြီးဘေးမဲ့လွတ်ပါလွတ်တဲ့အခါတင်တို့ရဲ့အသက်ကိုကျွန်ုပ်ကဲတင်တယ်လို့ကျွန်ုပ်ကိုဒုက္ခပေးနေတဲ့ယောဂဗျာများဘေးအန္တရာယ်များမှကင်းဝေးပါစေလို့ဆုတောင်းပါဒါအပြင်မိမိအသက်ထက်တစ်ခွက်ပို့ပြီးရေချမ်းသက်စေကိုဖျားမှာကတ်လူပါဘောဇင်ကတော့ပရိတိုကိုနေ့စဉ်နာယူရွတ်ဖတ်ပေးပါ၄အိမ်တွင်းရေးအချစ်အေးပူပန်မှုများအတွက်မိသားစုထဲမှာခဏခဏစကားများနေတယ်အိမ်တော်ရေးအစင်မပြေဘူးဆိုရင်အိမ်ရဲ့ဓာတ်ကိုပြင်ရပါမယ်နီလန်အိမ်ထဲမှာရှိတဲ့အကြာကဲနေတဲ့မန်းတွေပကန်းတွေသုံးပြရတော့တဲ့နာယီအပြက်တွေကိုချက်ချင်းစွန့်ပြပါဒါတွေဟာအိမ်ရဲ့ကန်စာရကိုကျဆင်းစေတဲ့အရာတွေပါအိမ်ရဲ့အခန်းမှာအမွှေးနံတာ incense sticks ထုံးမှာရေမွေးစီ essential oils လေးတွေသုံးပေးပါအတန်ချိုသားတဲ့ခေါင်းလောင်းလေးတွေကိုလေဝင်လေထွက်ချီတဲ့ပရင်းပေါက်တွေမှာချစ်ဆွဲထားပေးခြင်းအပြင်အိမ်တွင်းကမကောင်းတဲ့စွမ်းအား negative energy တွေကိုဖယ်ရှားပေးနိုင်ပါတယ်အဆောင်ဆိုတာဘာလဲအဆောင်များဤစွန့်ရင်ရတရာတွေအကြောင်းပြောပြီးပြီဆိုတော့အခုအဆောင် amulets or talismans တွေအကြောင်းကိုကူးလိုက်ရအောင်မြန်မာလူမျိုးတွေဟာရှေးခေတ်ဘုရင်တွေလက်ထက်ကတည်းကစစ်ထွက်ရင်ဖြစ်စေကုံသွဲသွားရင်ဖြစ်စေယောဂဘေးကကာကွယ်ဖို့ဖြစ်စေအဆောင်တွေကိုအမျက်တနိုးတုံဆွဲခဲ့ကြပါတယ်အဆောင်ဆိုတာမိမိကိုဘေးအန္တရာယ်ကနေကာကွယ်ပေးဖို့ကံကောင်းခြင်းတွေဆွဲဆောင်ပေးဖို့တီးတန့်စီရင်ထားတဲ့အရာဝတ္ထုတွေဖြစ်ပါတယ်
အဆောင်တွေရဲ့အဓိကစွမ်းအင်ကတော့ death တဘာဝ natural energy နဲ့စီရင်သူရဲ့စိတ်စွမ်းအင် spiritual energy တို့ပေါင်းစပ်ထားခြင်းပဲဖြစ်ပါတယ်။မှန်ကန်တဲ့အဆောင်တစ်ခုကိုယုံယုံကြည်ကြည်နဲ့ဝတ်ဆင်ထားတဲ့အခါဝတ်ဆင်သူရဲ့စိတ်မှာလုံခြုံမှု psychological security ကိုရရှိစေပြီးအဲ့ဒီယုံကြည်မှုကနေတစ်ဆင့်ကောင်းမွန်တဲ့ရလဒ်တွေကိုဆွဲဆောင်နိုင်တာဖြစ်ပါတယ်။လူကြိုက်များကြီးတကယ်စွန့်ထက်သောအဆောင်များအဆောင်တွေမှာအမျိုးအစားအများကြီးရှိပါတယ်။ကြောင်မြတ်ရတနာတွေအင်းအိုင်ခါးတွေဗုဒ္ဓဘာသာဆိုင်ရာအဆောင်တွေနဲ့တဘာဝကရတဲ့အဆောင်တွေဆိုပြီးခွဲခြားနိုင်ပါတယ်။ကိုယ့်ရဲ့လူအချက်နဲ့ကိုက်ညီတဲ့အဆောင်ကိုရွေးချယ်တတ်ဖို့အရေးကြီးပါတယ်။၁ကြောင်မြတ်ရတနာအဆောင်များ Nawarat and Gemstones ကြောင်မြတ်ရတနာတွေဟာကဘာမြေကြီးထဲမှာနှစ်ပေါင်းတန်းကြီးနေထည့်တည်လာတာမို့သူတို့စီမှာကြီးမားတဲ့တဘာဝစွမ်းရည်တွေရှိပါတယ်။ Nawarat ကိုပါ Navaratana မြန်မာရိုးရာမှာအစွမ်းထက်ဆုံးအဆောင်ကတော့နဝရက်ကိုပါလက်ဆွဲဒါမှမဟုတ်ဆွေဒီဖြစ်ပါတယ်။ပတ္တမြာညာစိန်ကြောင်နီလာဂေါ်မုတ်အုတ်တဖျားတန်တာပလေးဆိုတဲ့ယတနာကိုပါကိုသတ်မှတ်ထားတဲ့နေရာတွေမှာစီချဲထားတာပါ။နဝရက်ကိုဝတ်ဆင်ထားရင်ဘေးအန္တရာယ်ကိုပါကနေကာကွယ်ပေးတယ်။ကျက်စီမင်္ဂလာတိုးပွားစေတယ်လို့ယုံကြည်ကြပါတယ်။နိနန်အလိုက်ကြောင်များတနင်္ဂနွေသားသမီးကပတ္တမလားတနင်္လာကပလေးအင်္ဂါကတန်တာဗုဒ္ဓဟူးကမြာဇာတာပရိကအုတ်တဖျားတောက်ကြကစိန်စနေကနီလာစသဖြင့်မိမိမွေးနံနဲ့ကိုက်ညီတဲ့ကြောက်ကိုငွေဒါမှမဟုတ်ရွှေနဲ့ကွယ်ပြီးဝတ်ဆင်ခြင်းကမိမိရဲ့မူလကန်စားတာကိုမြင့်တင်ပေးနိုင်ပါတယ်။နှစ်အင်းစမယန္တရားများ Yantress ဒါတွေကတော့ရွှေဆရာတော်ကြီးတွေဝိစာတော်တွေကဂါထာမန္တန်တွေနဲ့တင်ချာကနန်းတွေနဲ့တွက်ချက်စီရင်ထားတဲ့အဆောင်တွေပါ။အင်းကွက်များငွေဝင်အောင်စီရင်ထားတဲ့လက်ခေါ်အင်းကိုငွေပြားချီးပြားလေးဒီပေါ်မှာရေးထွင်းပြီးအိတ်ကက်ထဲထည့်ထားတာလဲဘင်းမှာဆွဲထားတာမျိုးလုပ်နိုင်ပါတယ်။တတိပြုရမယ့်အချက်ကတော့အင်းအဆောင်တွေကိုဝတ်ဆင်မယ်ဆိုရင်အောက်ပိုင်းမှာခါးအောက်မှာမထားရပါဘူး။တန်တန်ရှင်းရှင်းထားရပါတယ်။ဆရာကောင်းတမားကောင်းတွေစီကနေစနစ်တကျအသစ်သွင်း consecrate လုပ်ထားတဲ့အဆောင်မျိုးမှာသာအစွမ်းထက်တာဖြစ်ပါတယ်။၃ဗုဒ္ဓဘာသာဆိုင်ရာအဆောင်များဗုဒ္ဓဘာသာဝင်တွေအတွက်တော့အမျက်ဆုံးအဆောင်ကဖယားတရားတန်ခါရေနာသုံးပါးရဲ့ဂုဏ်တော်တွေပါပဲပရိကျိုးများတန်ခါတော်တွေရွတ်ဖတ်ဆရာစိတ်ထားတဲ့ကိုးပါးပရိကျိုးကိုလက်ကဝတ်မှာချီနှောင်ထားခြင်းဟာနေ့စဉ်သွာလာလှုပ်ရှားနေရသူတွေအတွက်အကောင်းဆုံးအကာအကွယ်ပါဆွဲတော်ပွားများဖယားစင်းတူတော်ငယ်များမိမိလက်ဘင်းမှာဖယားစင်းတူတော်ငယ်လေးတွေကိုဆွဲထားခြင်းဟာမကောင်းဆိုးဝါးနေမကောင်းတဲ့စိတ်အကြံစီတွေမိမိအပေါ်မကြောက်ရောက်နိုင်အောင်ကာကွယ်ပေးတဲ့အလင်းရောင်အကာအကွယ် Shield of Light ပါပဲ၄တဘာဝအဆောင်များ Natural Talismans တချို့အဆောင်တွေကလူတွေဖန်တီးထားတာမဟုတ်ပဲတဘာဝတရားကပေးတဲ့အဆောင်တွေပါစင်မီလက်ဆွဲစင်မီကိုလက်ဆွဲလို့ဝတ်တာဟာမျက်လည်ဆုံးပညာအောက်လန်းပညာတွေကကာကွယ်နိုင်တယ်လို့ယုံကြည်ကြပါတယ်လက်ပတ်ချူနီ Red String ကမ္ဘာတဝင်းမှာတော့မြန်မာနိုင်ငံမှာပါခေတ်စားတဲ့အဆောင်တစ်ခုပါကျိုးနီလီကိုဆူတောင်းပြီးလက်မှာပတ်ထားခြင်းအားဖြင့်မကောင်းတဲ့အညိုးအသေးတွေ evil eye ကညီကာကွယ်ပေးတယ်လို့ဆိုကြပါတယ်ငွေကြီးအတွက်တဘာဝအဆောင်ငွေအိတ်ထဲမှာကြောင်လျာစည်းတွေထည့်ထားတာစပားနဲ့လေးထည့်ထားတာမျိုးတွေကလည်းစားမကုန်တောက်မခန်းဆိုတဲ့အထိပ္ပယ်နဲ့ဒနာဥစ္စာကိုခိုးယူပေးတဲ့အဆောင်လေးတွေပဲဖြစ်ပါတယ်အဆောင်များကိုအသက်သွင်းခြင်းနဲ့ထိမ့်သိမ့်ခြင်းအဆောင်တစ်ခုကိုဝယ်လိုက်ယုံနဲ့ရလိုက်ယုံနဲ့ချက်ချင်းဆောင်အားပြခြင်းမှာပြမှာပါအဆောင်တွေကိုအသက်သွင်းဖို့လိုပါတယ်ဘလို့အသက်သွင်းမလဲမိမိရရှိလာတဲ့အဆောင်ကိုဖျားเจ้าဆောင်မှာတန်ရှင်းတဲ့ပကံလေးနဲ့တင်ထားပါပန်းစီမီနန္တာကတ်လူပါထို့နော်မိမိယုံကြည်ကိုးကွယ်ရာဘာသာရေးရဲ့ဆုတောင်းမြတ်တာဂါထာဥပမာဣတိပိသောဘဂဝါဂုဏ်တော်ကိုးပါကိုရွတ်ဖတ်ပါပြီးမှအဆောင်ကိုလက်နှစ်ဖက်နဲ့အုပ်ကင်ပြီးဒီအဆောင်ဒီကျွန်ုပ်အားဘေးရန်တဲ့မှကာခွဲပေးပါစေကံကောင်းခြင်းများဆောင်ကျင်းပေးပါစေလို့ပြင်းပြင်းပြပြအာယုံပြူဆုတောင်းပါထိမ့်သိမ့်ခြင်းအဆောင်ဝတ်ထားရင်ကိုကျင့်တရားတီလဆောင်ထိန်မှုအလွန်အရေးကြီးပါတယ်အဆောင်တို့အားကိုးပြီးမကောင်းမှုဒုစရိုက်တွေကိုကျူးလွန်ရင်အဲ့ဒီအဆောင်ရဲ့စွမ်းအင်တွေဟာချက်ချင်းပျောက်ကွယ်သွားတတ်ပါတယ်အဆောင်ကိုရေချိုးချိန်အိတ်ချိန်တွေမှာတန်ရှင်းတဲ့နေရာမှာချွတ်ထားသင့်ပါတယ်တလတစ်ခါလောက်အမွှေးနံ့သားဝိုင်းခံပေးတာလာလညတွေမှာလာရောင်ပြပေးတာတွေကအဆောင်ရဲ့စွမ်းအင်ကိုအသစ်ပြန်လည်ပြည့်ဝစေပါတယ်အရေးကြီးဆုံးရွှေစည်းမြင် The Golden Rule ကျွန်တော်တို့ရရရဲ့အကြောင်းအဆောင်ရဲ့အကြောင်းအများကြီးပြောခဲ့ပြီးပါပြီဒါပေမဲ့ဒီ
ဒီဗီဒီယိုကိုအဆုံးမသက်ခင်မှာအလွန်အရေးကြီးတဲ့ရွှေစည်းမြင့်တစ်ခုကိုသတိပေးချင်ပါတယ်။အဲ့ဒါကတော့ဗုဒ္ဓဘာသာအလိုအရာကံဉာဏ်ဝိရိယဆိုတဲ့တရား၃ပါးပါပဲ။ယရယာနဲ့အဆောင်တွေဟာဘလောက်ပဲစွမ်းထက်ပါစေသူတို့ဟာအထောက်အပံ့တွေသာဖြစ်ပါတယ်။ပင်မအကြောင်းတရားမဟုတ်ပါဘူး။ကံကိုယ်တိုင်ကသူတစ်ပါးကိုကူညီတတ်မယ်ရိုးသားမယ်တီလာလုံခြုံမယ်ဆိုရင်အဲ့ဒီကံကတင့်ကိုအလိုအလျောက်ကာကွယ်ပေးမှာပါ။ဉာဏ်အခက်အခဲကြုံလာရင်အသိဉာဏ်နဲ့စဉ်းစားဆင်ခြင်လာပါမယ်။ပြဿနာရဲ့အကြောင်းရင်းကိုရှာဖွေရပါမယ်။ဝီရိယအဆောင်လေးဆွဲရရလေးခြေပြီးအိမ်မှာထိုင်နေလို့စီဝါတက်မလာပါဘူး။ကိုယ်တိုင်လက်တွေ့စူးစမ်းအားထုတ်မှုဝီရိယရှိမှသာရရရဲ့စွမ်းအင်အဆောင်ရဲ့စွမ်းအင်တွေပေါင်းဆက်ပြီးတရားရဂိုင်းနှုန်းအောင်မြင်မှုကိုရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ရရခြေပါအဆောင်ဝတ်ပါတစ်ချိန်တည်းမှာပဲမိမိရဲ့စိတ်ထားကိုဖြူစင်အောင်ထားပြီးကိုလောက်ရမယ့်အလုပ်တွေကိုကြိုးကြိုးစားစားလှုပ်ဆောင်တော့ပါဒါဆိုရင်လောလောဆယ်တင်ကြုံတွေ့လရတဲ့ဘဲလိုအခက်အခဲအချက်အသေးမျိုးကိုမှဆိုတေချာပေါက်ကြော်လွားနိုင်မှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ရရညက်အဆောင်အကြောင်းအသေးစိတ်အချက်အလက်တွေကတင်ဘဝမှာလက်လောကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကြော်လွားနိုင်ဖို့ခွန်အားတရက်လမ်းစာတစ်ခုဖြစ်စေလိမ့်မယ်လို့ယုံကြည်ပါတယ်ဘဝဆိုတာအတက်အကျအနှိမ့်အငိညွန်နဲ့ပြည့်နေတဲ့ခရီးစဉ်တစ်ခုပါဒီနေ့အစင်မပြေပေမဲ့မနေ့ဖြန်ဆိုတာမျောလင့်ချက်အသစ်တွေနဲ့အမြဲတမ်းရောက်လာစမြဲပါ။သင်အနေနဲ့ဒီဗီဒီယိုတွေကနီးလန်းတွေကိုလက်တွေ့အသုံးချကြည့်ပြီးဘဝရဲ့အခက်အခဲတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ကျော်လွှားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဒီဗီဒီယိုလေးကသင်အတွက်အကျိုးရှိရဲ့ဘဟုတုတရတယ်ဆိုရင် like and share လေးလုပ်ပြီးတခြားသူတွေကိုလည်းမျှဝေပေးပါဦး။သင်ကိုယ်တိုင်လက်တွေ့လုပ်ကြည့်ဘူးတဲ့ရရတွေအဆောင်တွေရှိရင်လည်း comment မှာဝင်ရောက်ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။နောက်ထပ်လည်းဘဝအတွက်အသုံးဝင်မဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့လည်း Knowledge Help Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အချိန်ပေးပြီးအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ